はい皆さんこんにちはあゆ日本語チャンネルページကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအဲ့တော့ဒီနေ့မှာ私တို့နဲ့အတူတူပေါ့နော်ဆက်စာရေးလေ့လာကြတဲ့နူအီချီဆိုမတိုမဲဘုံပိုလေးကိုလို့အတူတူလေ့လာခဲ့ကြတာဆိုရင်နှစ်ပတ်မြောက်ရောက်လာပြီပေါ့နော်ဒိုင်းနီရှုမှာဒီဆွေးတချီမဲအချီနီချီမဲမှာမြင်ရမယ့်ခေါင်းစဉ်ပေါ့私なりに努力しているဆိုတာကစီလီယွန်ဘာသာပြန်မဲ့ဆိုရင်တော့ကျွန်တော်ဟန်နဲ့လည်းစူးစမ်းနေပါတယ်ပေါ့နော်ကျွန်တော်ဟန်နဲ့စူးစမ်းနေပါတယ်ဆိုတဲ့အိဗယ်နဲ့ဘာသာပြန်လိုက်ပုံပါပဲနော်ကဲဒါဆိုရင်နာရီဆိုတဲ့ဟာကစကလုံးသာပြောင်းသွားတာပေါ့နော် and 5 and 4လုံးကသင်ခဲ့ပြီးတဲ့အတိတ်ပဲအတိုင်းပါပဲဘာရင်းနဲ့တူလဲဆိုတာကို set study သမားတွေဖြစ်တဲ့အတွက်ဂွင်းစာကွန်ပေမှာတက်ကြည့်ရင်သိတယ်ပေါ့နော်ဒါဆိုညာဘက်မှာသူ့ရဲ့ရှေ့မှာလိုက်တဲ့ခါသားကြီးလေးတွေကြည့်အောင်နာရီဆိုရင်တော့သူ့ရဲ့ရှေ့မှာ main ရှိတွေပဲလိုက်မယ် main ရှိဆိုတာကနောင်ပဲပေါ့နော်အဲ့တော့တခုကသူရှိနေနေဆိုရင်တော့ဒီရှော့ခဲပေါ့နော်သူရှိရုနာရာသူရှိနီရုနာရီပေါ့နော်နာရီဆိုပြီးတော့မှဘာသာပြန်မှာဖြစ်ပါတယ်တခုကနန်နာရီတိုဆိုတဲ့ဟာကိုသူကနန်ဒဲမို့လို့ပြောထားတယ်ပေါ့နော်ဘာပဲဖြစ်ဘာမဆိုနန်နာရီဘာပဲဖြစ်လေးကဒဲဝနာရီနန်နာရီဖုန်းနဲ့ပဲဖြစ်ဒီဘာနဲ့ပဲဖြစ်ပေါ့နော်ဟီတိုနီအာဂေရုနာရီနန်နာရီလူတွေကိုပေးလိုက်တာပဲဖြစ်ဘာပဲလုပ်ပေါ့နော်ဘာပဲဖြစ်အဲ့လိုပုံစံဖြစ်ပါတယ်အဲ့တော့ဖြစ်လို့ဘာသာပြန်လိုက်ရုံပဲပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒီခွင်းကတ်ထဲမှာသူကဒဲဝါဒဲမို့မေရုဒဲမို့ဒနိုဟိုဒဲမို့ဆိုပြီးတော့ပြောတာဖြစ်ပါတယ်ဖုန်းနဲ့ပဲဖြစ်အီးမေးလ်နဲ့ပဲဖြစ်ဘယ်လိုနီးလမ်းမဲ့ပဲဖြစ်ပေါ့နော်ဆိုတဲ့အိပဲအဲ့တော့မေရှိဆိုတော့ဒဲဝါနာရီမေရုကလည်းမေရှိပဲအဲ့တော့မေရုနာရီတဲ့ခါရနေ連絡してくださいဆိုဖုန်းနဲ့ပဲဖြစ်အီးမေးလ်နဲ့ပဲဖြစ်သူကိုဆက်သွယ်လိုက်ပါဘယ်လိုနီးနဲ့ပဲဖြစ်ပေါ့နော်次はもう使わないなら人にあげるなら捨てるなりした方がいいと思うတဲ့နောက်ထပ်မသုံးတော့ဘူးဆိုရင်လူတွေကိုပေးလိုက်တာပဲဖြစ်စလုံးပြစ်လိုက်တာပဲဖြစ်လောက်တာပုံကောင်းမယ်လို့ထင်တယ်တဲ့အဲ့တော့ဟီတိုနီအာဂေရုတုကစတေရုတုကနန်တုကစတာဟိုကအီတိုအမောပေါ့နော်လူတွေကိုပေးလိုက်တာတို့ဒီလွန်ပြစ်လိုက်တာတို့တနည်းနည်းတော့လုံးတင်တယ်ပေါ့အဲ့လိုပြောချင်တာဖြစ်ပါတယ်次は会社が倒産したအဲ့တော့ company ကပြိုလဲသွားတယ်ဒီဝါလီခံသွားတယ်ပေါ့နော်家のローンもあるしဆိုအိမ်ရဲ့ချင်းငွေအကျွေးပေါ့ကွာအိမ်အကျွေးရလည်းရှိတယ်နော်သူ့မှာအကျွေးတွေအာစာမို့ရလို့မို့ဆိုတာနိမနာညမနာပေါ့နော်ဘာလို့ဆိုလို့နာရီနန္နာရီစတဲ့ဆိုတာချိန်ပိုင်းအလုပ်တော်တာဖြစ်ဘာပဲလုပ်ရနန်းတုကတနည်းနည်းနဲ့ပေါ့နော်ဘယ်လိုနည်းနဲ့ပဲဖြစ်この危機を乗り越えなくてはいけないဆိုတာ危機ဆိုတာဒီအန်ဒီရဲ့တစ်ခုပေါ့အကျွေးနုံပဲပြောမှာပေါ့နော်ဒီအကျွေးနုံကိုသူကြော်မှရမယ်ဘယ်လိုနည်းနဲ့ပဲဖြစ်ဆက်လို့ရတဲ့နည်းနဲ့သူဆက်မယ်ပေါ့နော်ကြော်လာမှရမယ်ဆိုတဲ့အိဖြစ်ပါတယ်次はနာရီနီတဲ့နော်အဲ့တော့နာရီနီဆိုတာမပြောခင်မှာသူ့ရဲ့အရှိမလည်းခါသားကြည့်တွေတော့ကြည့်အောင်နာရရဲ့ရှိမှာဒိုးရှိဆိုရင်ကြီးလျှော့ခဲလိုက်တယ်နာရီနီရဲ့ရှိမှာလည်းကြီးလျှော့ခဲလိုက်တယ်次はနာရရဲ့ရှိမှာ EKO ရှိဆိုရင်လည်းပဲနာရီနီရဲ့ရှိမှာ EKO ရှိမပြောင်းလဲနာကေရှိဆိုတာနာဘာပိတာဖြစ်တဲ့အတွက်နာရပဲပေါ့နော်အဲ့တော့နောက်တစ်ခုကနာရီနီရဲ့ရှိမှလည်းနာကေရှိဆိုတော့နာပါပိတာဖြစ်တဲ့အတွက်နာရီလို့မတုံဘူးပေါ့နော်နာရီပဲတုံးမှာဖြစ်ပါတယ်မဲရှိနာရာတော့ကိစ္စမရှိပါလဲကယာရုနာရီနီဆိုတာကလုံနိုင်ရင်လဲလုံမယ်ဆိုရင်လည်းလုံတဲ့အလျောက်ပေါ့လုံရင်လည်းလုံတဲ့အလျောက်အဲ့လိုပုံစံနဲ့ဘာသာပြန်မှာပေါ့နော်ခုနကဆန်းစဲပြောခဲ့တဲ့ဥစ္စာဝါဒါရှိနာရီနီဆိုရင်ကျွန်တော်ဟန်တဲ့ပုံစံမျိုးဒါစီလျောင်ပြောလိုက်တာပေါ့နော်လုံရင်လည်းလုံတဲ့အလျောက်တို့ချီးဆိုင်နာရီနီဆိုရင်ငယ်ရင်လည်းငယ်တဲ့အလျောက်တို့သိရင်လည်းသိတဲ့အလျောက်ပေါ့နော်ဒါမဲ့နာရီနီဆိုတာအစင်မပြေတဲ့အလျောက်ပေါ့နော်မရရင်လည်းမရတဲ့အလျောက်ကုသမို့နာရီနီဆိုတာခလေးဆိုရင်လည်းခလေးအလျောက်ပေါ့သူ့နီးသူဟာနဲ့ကြိုးစားတယ်အဲ့လိုပုံစံမျိုးနဲ့သုံးပါတယ်နော်အဲ့တော့မင်းသားတို့ကျွမ်းကျင်နေဆိုရင်လက်ရှုတွေအများကြီးလုပ်ပါလို့မှာထားပါတယ်ကြည့်အောင်できないならできないなりに無理をしないで少しずつやりましょうအဲ့မှာခွင့်ကထားတယ်できないならできる範囲でဆိုမလုံနိုင်လဲလုံနိုင်တဲ့အကန့်အသတ်ဘောင်အထိပဲဆိုတဲ့အိပဲပေါ့နော်မလုံနိုင်တဲ့အလျောက်တင်းကျပ်လို့နည်းနည်းချင်းစီလောက်အောင်ဆိုတဲ့အိပဲဖြစ်ပါတယ်次は貧しいなら貧しいなりの生活をしなければならない貧しいならできる範囲のဆိုတာဆင်းရဲနေတယ်ဆိုရင်လေကိုတက်နိုင်တဲ့အကန့်အသတ်ဘောင်တစ်ခုပေါ့နော်ဥပမာပတ်စံကတစ်နေ့ကို2000လောက်ပဲသုံးနိုင်ပြီးတော့မှ9000လောက်သုံးချင်တာမျိုးမရဘူးပေါ့နော်အဲ့လိုမျိုးဆင်းရဲတဲ့အလျောက်ဒီလူနေမှုနေထိုင်မှုဘဝကိုရောင်ရဲတင်းတိမ်မှရမယ်ဆိုတဲ့အိပဲဖြစ်ပါတယ်
စင်းရဲလေစင်းရဲတဲ့အလျောက်ပေါ့နော်စင်းရဲနေပြီးတော့မှဟိုကြွားခြင်းဒီကြွားခြင်းမလုံးနဲ့လို့ပြောချင်တာပေါ့နော်ကဲကွန်စကီနိုရှုစက်ကီဆိုနာရာဒီပုံစံတော့တစ်မျိုးပေါ့နော်ဆိုရင်နာရီနိုဖူကူဆိုစပက်ကီတာဆိုတော့မင်္ဂလာလက်ထပ်ပွဲအခမ်းအနားတွေတက်ရောက်မယ်ဆိုရင်ပေါ့နော်အဲ့ဒီမင်္ဂလာပွဲနဲ့အခမ်းအနားနဲ့လိုက်ဖက်ညီတဲ့ဟာကိုဆိုလိုချင်တာဖြစ်ပါတယ်ဒါကြောင့်ဝင်းခတ်ထားတာဆိုရင်ဖူဆာဝါရှိဆိုတာတက်ကီစစ်ချင်တာပေါ့နော်တက်ကီတိုနာဆိုရင်နာရီနိုဖူကူဆိုအဲ့ဒီမင်္ဂလာပွဲအခမ်းအနားနဲ့ကိုင်းညီမဲ့အဝတ်အစားတွေကိုဝတ်တင်ပါတယ်ဆိုတဲ့အိဗယ်ဖြစ်ပါတယ်။အနာတာကခိုင်းရှာကိုယာမေတာလီယိုဝါတာရှိနာရီနီလီကိုင်စတေမှာဆိုရင်ဝါတာရှိကခံခိုင်ရိုဟိုင်းတဲ့ဆိုကျွန်တော်စဉ်းစားမိသလောက်အကန်တက်ပေါင်ထဲမှာအဲ့တော့မင်းကမ္ပဏီကနေထွက်သွားတဲ့အလုပ်ထွက်သွားတဲ့အကြောင်းရင်းကိုတော့ကျွန်တော်ဟန်နေတော့နားလဲပါတယ်။ကျွန်တော်ဘာသာသဘောပေါက်ပါတယ်ပေါ့နော်။ကဲနောက်ဆုံးကကျတော့အလွယ်လေးပါလဲဆိုတော့တော့ဒီရှို့ကေတခုပဲလိုက်မှာဆိုတော့နော်ကွင်းကလေးမှာပါခတ်ထားလဲဆိုတော့အာဟုတိုတိုဂျင်းနီဆိုတာကတွေးလိုက်တာနဲ့ချက်ချင်းတစ်ချိန်တည်းမှာပဲအာတာတိုတန်နီတွေးလိုက်တာနဲ့ကိုချက်ချင်းပဲဆိုတဲ့ဒီပဲဒါပေမဲ့တော့နာရီဘုံပိုးဆိုရင်ဒီရှို့ကေပဲလိုက်မှာဖြစ်ပါတယ်ဒါကဒီစာချောင်းရဲ့အဆုံးသတ်မှာလေအရှိမပြောခဲ့တယ်လို့ပဲအခြေအနေဒယ်ဂီကိုတော့ဟာတရိကခဲဟာတရခိခါခဲနိုင်လို့ခေါ်တဲ့လှုပ်ဆောင်မှုမပါလှုပ်ရှားမှုမပါဆို action မပါတာပေါ့နော်ကိုတိုင်းကိုကြလုံးမှာပဲလားလှုပ်ရှားမှုလို့ခေါ်တာဖြစ်ပါတယ်နော်ဒါကြောင့်ဂျန်တဲ့ဟာတော့အဖြစ်ပြက်အခြေအနေပဲလို့ပြောမှာဖြစ်ပါတယ်ဒါကြောင့်ဒီဘုံပိုးကတော့အဖြစ်ပြက်အခြေအနေပဲလိုက်တာများတယ်ပေါ့နော်သနကဆန်ဝါတာရှင်နီအောင်နာရီနာကီဒါစတာဆိုတာသနကဆန်ကကျွန်တော်နဲ့တွေးလိုက်တာနဲ့ချက်ချင်းပဲစပြီးတော့ငိုးတာပဲဆိုတော့ကိုငိုတာမဟုတ်ဘူးသူငိုတာဖြစ်တဲ့အတွက်ဒါကအနောက်ကစပြီးငိုတာပဲဆိုတော့အခြေအနေအဖြစ်ပြက်ဖြစ်လာတာဖြစ်ပါတယ်次はもう超話電話を切るなり電話を切りますとポンチャラ部屋を出て行った際こうだもほでだあちにピピピパレのもちろんがあれポンチャラねちちあかねにととはばれで電話を切ると途中に電話を切った途端にピパレはい皆さん第2週へビジャメルミョレンバレのまたね